ရန်ကုန်မြို့ရွှေတောင်ကြားထဲကိုကြားဖြတ်နေရောက်နေပါပြီဟုတ်ပါတယ်နယ်စပ်ဒေသတွေမှာပဲရှိရလို့ထင်ထားကြတဲ့ online ငွေလိမ်ကိုင်းတွေကအခုဆိုရင်ရန်ကုန်မြို့လေကောင်တထေးတွေပဲနေတဲ့နေရာဒီရက်ွက်တွေရဲ့အထီတောင်ခြေဆန့်လာနေပါပြီဒီနေ့ကတော့ဇွန်လ19ရက်ပါတကယ်ကိုရုပ်ရှင်တွေတဲကလိုပါပဲပိုင်ရှင်မရှိပဲရက်ထားတဲ့လိုင်စင်မဲ့ကားတစ်စီးတွေကနေပြီးမတင်ကားစရာပစ္စည်းတွေရှာတွေ့ခဲ့ရကနေပြီးနောက်ဆုံးမှာလူ16ယောက်တောင်ပါတဲ့ငွေလိမ်ကိုင်းကြားဖြတ်ကိုင်းတစ်ခုကိုဖမ်းဆီးနိုင်ခဲ့တဲ့ဖြစ်စဉ်ရန်ကုန်မှာပူပူနွေးနွေးဖြစ်သွားခဲ့ပါတယ်ဒီငွေလိမ်ကိုင်းကဘလို့အလုပ်လုပ်တယ်လဲဘသူတွေကိုပြစ်မှတ်ထားပြီးတော့ဘလို့မျိုးလိမ်ခဲ့တယ်လဲဆိုတာကိုဒီနေ့အစီအစဉ်မှာအားလုံးနားလည်လည်အောင်စိတ်ဝင်စားပွဲတင်ဆက်ပေးပါမယ်ဇလန်ကတော့ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့နေ့လယ်3နာရီလောက်မှာစတာပါဗဟန်းမြို့နယ်ရွှေတောင်ကြားရက်ကွက်ထဲကနာမည်ကြီးတီရှမ်းစားတောက်ဆိုင်တစ်ဆိုင်ရှိကကားရက်နားထားတဲ့နေရာမှာလိုင်စင်မဲ့Honda Fit ကားတစ်စီးကိုအချိန်အကြာကြီးရက်ထားခဲ့တာကိုဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းကသတိထားမိခဲ့ပါတယ်။မတင်ကားတဲ့အတွက်ဒီတာဝန်ရှိတဲ့သူတွေကိုအကြောင်းကြားပြီးတဲ့နောက်ကားကိုဖွင့်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့အထဲမှာလူမရှိဘဲနဲ့ပြစ်ထားခဲ့တဲ့လှုပ်ဝက်စမ်းကြယ်လာတဲ့ပစ္စည်းအများကြီးကိုတွေ့ခဲ့ရပါတယ်။ဘာတွေကိုတွေ့ခဲ့တာလဲဆိုရင် Power Station 3လုံးကွန်ပျူတာ4လုံးဖုန်းအားသွင်းကြိုး8ခု Starlink ဆက်2လုံးလက်ကင်ဖုန်းအလုံးပေါင်း185လုံးနဲ့ဆေးရောင်စုံထုတ်တဲ့ printer set တစ်လုံးတို့ကိုအထုပ်ပိုးတွေနဲ့သိမ်းဆည်းရမိခဲ့တာပါဒီလောက်များပြားတဲ့ဆက်သွယ်ရေးပစ္စည်းတွေကိုကြည်တာနဲ့ဒါကတာမန်ကိစ္စမဟုတ်ဘူးဆိုတာကိုသိသွားပါပြီဒီပစ္စည်းတွေကဘယ်ကလာတယ်လဲဆိုတာကိုသိရဖို့အတွက်လမ်းတစ်လျှောက်မှာရှိတဲ့လုံခြုံရေးကင်မရာ CCTV တွေကိုပြန်ပြီးစစ်ဆေးကြည့်ပါတယ်အဲ့ဒီအခါမှာတော့ဒီလိုင်စင်မဲ့ကားက Toyota လျှက်စစ်ကားတစ်စီးနဲ့အတူတူသွားနေတာကိုတွေ့ရပြီးတော့သူတို့ရဲ့နောက်ဆုံးပန်းတိုင်းကတော့ကမာရွေးမြို့နယ်ရွှေတောင်ရရက်ကွက်အောင်မင်းကောင်တင်လန်းတွေကနေအိမ်တစ်လုံးစီကိုဝင်တော့ကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဇွန်လ18ရက်နေ့ည9နာရီခွဲလောက်မှာအဲ့ဒီအိမ်ကိုဝင်ပြီးတဲ့ရှာဖွေတဲ့အခါမှာတော့အမျိုးသား10ယောက်အမျိုးသမီး10ယောက်စုစုပေါင်းမြန်မာနိုင်ငံသားတီးတန့်16ယောက်ပါဝင်တဲ့ online ငွေလိမ်ကိုင်းကြားဖြတ်ကိုင်းကြီးကိုတက်တေကန်ပစ္စည်းတွေနဲ့အရှင်လက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့သူတွေကိုစစ်ဆေးမေးမြန်းကြည့်တဲ့အခါသူတို့ရဲ့လိမ်လည်မှုရာဇဝတ်ကြောင်းတွေကိုထွက်ပေါ်လာပါတယ်။ဒီအဖွဲ့ကပြီးခဲ့တဲ့2025စက်တင်ဘာလကနေပြီးလာမယ့်2026ဩဂတ်လအထိအလုံမြို့နယ်ကအစစ်မြင့်ကွန်ဒိုတစ်ခုမှာတစ်လကိုငွေ380အထိပေးပြီးတော့ကွန်ဒိုမှာငှားရမ်းနေထိုင်ခဲ့ကြတာပါသူတို့ရဲ့လိန်လော်မှုကဒီလိုဖြစ်ပါတယ်အဖွဲ့တွေကခေါင်းဆောင်ပိုင်းကအောက်ခြေကလူတွေကိုလက်ကင်ပုံးတွေထုတ်ပေးပြီးတော့လူမှုကွန်ရက်အကောင့်တွေဖွင့်ပေးပါတယ်သူတို့ရဲ့အဓိကပြစ်မှတ်ကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်တရုတ်နိုင်ငံသားတွေကို online ကနေပြီးဆက်သွယ်ပြီးတော့ကျွန်တော်တို့စီမှာအလှကုန်ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေပြီးတော့ကြောက်စိမ့်တွေရောင်းဖို့ရှိတယ်ဆိုပြီးစီးရုံကြပါတယ်ဝယ်မဲ့သူဘက်ကစိတ်ဝင်စားလာရင်ဒီပစ္စည်းဓာတ်ပုံတွေနဲ့တရုတ်ရန်ငွေဈေးနှုန်းတွေကိုပို့ပေးပါတယ်တခါတလေဝယ်မဲ့သူဘက်ကမတင်ငါလို့မဲကုန်းထုတ်လာရင်သူတို့ကကုမ္ပဏီကအယောင်းဝန်တန်းအစ်စ်တွေဖြစ်ကြောင်းကိုယုံကြည်အောင်အသင့်ပြင်ထားတဲ့ electronic ဝန်ထမ်းကတ်အတုတွေကိုပို့ပေးပြီးတော့လှည့်စားကြပါတယ်ဒီအဖွဲ့မှာအလုပ်လုပ်တဲ့သူတွေကလာစာပုံတင်မရပါဘူးသူတို့လိန်လို့ရတဲ့ငွေပမာဏရဲ့ကော်မရှင်300ခိုင်နှုန်းကိုပဲရရှိကြတာဖြစ်တယ်လို့ဆိုပါတယ်ဒါဆိုရင်မေးစရာရှိတာကဒီလိုမျိုးလိုင်စင်မဲ့ကားနဲ့ပစ္စည်းတွေကိုရွှေတောင်ကျောင်းလိုမျိုးနေရာမှာဘာလို့တွားပြီးပစ်ထားခဲ့ရလဲဆိုတာဖြစ်ပါတယ်အဖြေကတော့ရှင်းပါတယ်သူတို့ရဲ့ online ငွေလိမ်ဂိုင်းလုပ်ငန်းကနောက်ပိုင်းမှာအလုပ်အခြေအနေသိပ်မကောင်းတော့ဘူးအဲ့ဒီအချိန်မှာအဖမ်းအဆီးတွေလည်းရှိလာနိုင်တာကြောင့်လိန်လည်ရမှာတုံးခဲ့တဲ့လက်ကင်ဖုံးအလုံး180ကျော်နဲ့ဆက်ဆက်ပစ္စည်းတွေကိုတက်တေဖျောက်ပြီးတော့လိုင်စင်မဲ့ကားပေါ်တင်ပြီးတော့ပိုင်ရှင်မဲ့ဖြစ်သွားအောင်စားတောက်တိုင်ရှေ့မှာတွားပြီးတော့ဆွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့တက်တေဖျောက်ဖို့စူးစမ်းရင်းကပဲခြေရာခံမိပြီးတော့တကိုင်းလုံးမိသွားတာပါအချုပ်ပြောရရင်တော့ရန်ကုန်မြို့မှာအခုလို online ငွေလိမ်ခိုင်းတွေရောက်ရှိအခြေချနေတာကြာပြီလို့ဒီနီးစပ်ရာသတင်းဌာနတွေကဆိုကြပါတယ်အရင်ကမင်္ဂလာတော့လှိုင်သာယာလှိုင်မြို့နယ်တွေဘက်မှာနာမည်ထွက်ခဲ့ဘူးပဲဝင်ဖမ်းတဲ့အချိန်မှာသတင်းကြိုရပြီးဖတ်ပြေးလွတ်မြောက်သွားတာမျိုးတွေရှိခဲ့ဘူးလို့ဆိုပါတယ်ဒီတစ်ခါမှာတော့ဒီ CCTV တွေရဲ့အကူအညီနဲ့ဒီခြေရာခံနိုင်ခဲ့လို့အားလုံးကိုဖမ်းဆီးနိုင်ခဲ့တာပါဒီဖြစ်စဉ်ကိုကြည့်ချင်းအပြင်ကြားဖြတ်လို့ခေါ်တဲ့ငွေလိမ်ကိုင်းတွေ online ငွေလိမ်ကိုင်းတွေကနေဆက်တွေမှာမကတော့ဘဲနဲ့ဒီမျိုးကြီးတွေမှာပါအနီးအနားမှာအသွင်မျိုးမျိုးနဲ့ပုံခိုနေနိုင်တယ်ဆိုတော့ကိုသတိပြုရမှာဖြစ်ပါတယ်ပတ်ဝန်းကျင်မှာရောဒီလိုမတင်ကားစရာအခြေအနေမျိုးတွေတွေ့ဘူးကြားဘူးကြားရှိပါသားခင်ဗျာကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော့ရပါတယ်အချိန်ပေးပြီးကြည့်ရှုနားဆင်ပေးကြကျေးဇူးတင်ပါတယ်အားလုံးပဲလိမ်လည်မှုအနေကနေပြီးကိုင်းဝေးကြပါသည်ကျွန်တော်ကတော့လင်းခိုင်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ